ဖြေတွေ3တသက်လွတ်ကြည်စံတောင်ရေးလို့ကြားဘူးပါသလားဖားကြောင့်အတန်တွေတည်ခဲ့ရတာသင်သိပါသလားလှေကြောင့်ငါးတွေပုတ်ကုန်တာတွေ့ဘူးသလားကိုးသွင်းစံချိန်တင်တဲ့ကိုးသမားကြုံဘူးသလားကိုယ်နာမည်ကနေနှုတ်ထွက်သွားတဲ့လူတွေကတော့အများသားပါကလားဘာအရက်တောက်တာလဲဆိုတာထက်ဘယ်သူနဲ့တောက်တာလဲဆိုတာပိုအရေးကြီးအလှခံပုံနဲ့ငွေထည့်ဖို့ထက်ကပိုက်နှိုက်ဖို့ကပိုခက်တယ်ဆိုတာတွေးမိသလားအမြင့်ဆုံးတော်လန်ရေးထဲမှာအိတ်ချင်စိတ်ကိုတွန်းလှန်ရတာအခက်ဆုံးဆိုတာလက်ခံပါသလားကိုပြန်ဖားနေတဲ့လူကိုမြင်ဘူးပါသလားမြစ်ကစီးဆင်းသွားတာမဟုတ်ဘူးမြေကြီးကရွေ့သွားတာတခိုးကိုယ်တိုင်ကထိုးခွင်းနေဆိုတော့ကျွန်တော်ပဲပြေးရတော့တာပေါ့ရွာတော်ဆုံးနေပြီလမ်းကမတွေ့သေးဘူးမုတ်စီကြော်တွေလည်းထူးထူးခြားခြားတိုးကုန်ပြီနှကန်းနာကမပေါက်သေးတာခက်တယ်ကပအကြီးဆုံးလက်ထိတ်ကြီးနဲ့ခက်လို့ရပါသလားအဆိုးဆုံးရာဇဝတ်သားမှုအကြီးဆုံးလက်ထိတ်နဲ့ခက်လို့ရပါသလားကိုအမားကိုပြုပြင်ဖို့ထက်ခွင့်မလှုပ်ရကောင်းလားလို့ပြန်ပြီးအပြစ်တင်လို့ရပါသလားလမ်းမားတွေအများကြီးလမ်းမှန်ကတခုတည်းအခက်တကအခက်ထဲမှာလူကောင်းရောင်ဆောင်ရတာအခက်ဆုံးပဲသဘောထားကွဲလွဲခြင်းဟာညီညွတ်ခြင်းရဲ့လမ်းစာပဲရွှေ15ပဲရေကိုမမြင်ဘူးကြီးတပဲသားကိုမြင်တယ်စွန်းစံနဲ့ကြွက်ချီရောတာနဲ့အိမ်သာတွင်းနဲ့လက်စွပ်ပြုတ်ကြတာ